AA ဘယ်လိုလုပ်နေသလဲ KIA ဘယ်လိုလုပ်နေသလဲကြီးမားတဲ့စစ်စင်ရေးတွေနိုင်ငံရေးအချိုးအကွေတွေအတန်တိတ်လှုပ်သွားနိုင်တာတွေ့ကြရမှာပါပြောရရင်တအောင်းအဖွဲ့ဟာမြေပြန့်နဲ့အနည်းဆုံးနေရာမှာရှိပါတယ်စီးပွားရေးလူမှုရေးဘာသာရေးအရာပတ်သက်ဆက်နွယ်မှုတွေအမြင့်မားဆုံးမှာရှိပါတယ်အဲဒါကြောင့်တော်လှန်ရေးရင်ခုန်တန်ချင်းနီးစပ်နေတာဖြစ်ပါတယ်ရှမ်းပြည်နယ်မှာတော့လူမျိုးပိုကြီးတယ်လက်နက်ကင်ပိုကြတယ်ဆိုတဲ့အဖွဲ့တွေကသူတို့အပေါ်တန်းတူသဘောမထားနိုင်တာမျိုးဖော်ပြချက်တွေရှိတာအမှန်ပါပဲဒါတွေကကချင်မှာချင်းမှာကရင်မှာနေရာအများအပြားမှာတွေ့ရတဲ့လူမျိုးတွေကြားမပြေလည်မှုတွေပါပဲအဓိကအားဖြင့်လူမျိုးတွေရဲ့လူဦးရေနဲ့နိုင်ငံရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတပြေးညီမဖြစ်ခဲ့တာတွေကအခြေခံပြဿနာဖြစ်ပါတယ်ဒီကွာခြားချက်တွေဟာတစ်ချိန်မှာလျော့နေသွားကြမှာပါအဲ့ဒါတွေကိုဇွတ်တန်းညှိပစ်တာမျိုးကပြေလည်မှုမရနိုင်သလိုအရင်အတိုင်းလေးပဲတမ်းမတူတဲ့ပုံစံမျိုးဆက်သွားကြဖို့ဆိုတာကလည်းမဖြစ်နိုင်ပါဘူးအပြန်အလှန်နားလည်မှုအတိမတ်ပြုမှုတွေနဲ့တော်လှန်ရေးကိုပဲမျက်နှာမူပြီးသွားကြရမှာဖြစ်ပါတယ်တချို့ကຫນွေဥမှာမပါပဲဘေးထွက်နေကြတာမျိုးရှိတော့ဘသူကအမားလဲဆိုတာတော်လှန်ရေးအမြင်ကိုပဲအခြေခံပြီးကြည်ကြရမှာဖြစ်ပါတယ်ဒါကြောင့်ဗိုလ်ချုပ်တာဖုံးကျော်ရဲ့စကားလိုပဲစမတ်ကြတဲ့ခေတ်ကြီးမှာအားလုံးအမြင့်ကိုပြန်တက်ဖို့လိုချင်တာလက်ရခုစွဖို့စ조사ကြရမှာဖြစ်ကြောင်းပါ